အားလုံးမင်္ဂလာပါဥစွာပထမအမောက္ခခရစ်နာမူတီဆရာကြီးချန်ရခန့်အဘဒေါက်တာအန်ဒရူးတထနေတကွနခပေတင်သင်ဆရာမြင်ဆရာကြားဆရာပေါင်းတို့ကိုဂါရဝပြုပါတယ်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီအာကာသကောင်းကင်ကြီးကိုရာသီ12ပါးရဲ့လို့နော်ပိုင်းခြားထားတယ်နောက်တစ်ခါအစိတ်အကျဲမညီတဲ့ဘာဝ12ပါးရဲ့လို့ထပ်မံပိုင်းခြားတယ်အဲ့တော့ဘာဝ12ပါးနဲ့ရာသီ12ပါးတော့တစ်ထပ်တည်းကြာနေရတော့မဟုတ်ဘူးပေါ့လေနော်တခါဒီအာကာသကောင်းကင်ကြီးကိုပဲနော်လူနာမန်ရှင်လို့ခေါ်တဲ့နက္ခတရ27နက္ခတရနက္ခ29လုံးဆိုပြီးတော့ပိုင်းခြားထားတာလည်းရှိတယ်အဲ့တော့ယာဒီနဲ့နက္ခတွေကတော့ကွတိကိုက်ပြီးတော့ကြာနေရတော့မဟုတ်ဘူးပေါ့လေဥမာအပြင်ကြတိကနက္ခဆိုရင်မိသားနဲ့ပိဋကကိုခွပြီးတော့တည်ရှိတယ်မိဂတိနက္ခကတော့ပိဋကနဲ့မေထုံကိုခွပြီးတော့တည်ရှိတယ်ဘုံနာပုရှာကတော့မေထုံနဲ့ကရကတ်ကိုခွပြီးတော့တည်ရှိနေတယ်အဲ့လိုယာဒီနှစ်ခုကိုခွပြီးတော့တည်ရှိနေတဲ့နက္ခတွေလည်းရှိတယ်နော်စုစုပေါင်း9လုံးပေါ့နက္ခ9လုံးပေါ့နော်အဲ့တော့အဲ့ဒီနက္ခတစ်လုံးတစ်လုံးကို6စိတ်ထပ်မှန်ပြီးတော့ပိုင်းခြားလိုက်တဲ့အခါမှာတော့ဒီ sub law လို့ခေါ်တဲ့နက္ခခွဲပေါင်း149ခုရတယ်ဒါကတော့ KP စနစ်အရာပေါ့လေအဲ့တော့အခုပြောမှာကတော့ဒီဘာဝ12ပါးကိုတစ်ခုနဲ့တစ်ခုတွေ့ကောနာအနေထားရှိတဲ့အပေါ်မှာမူတည်ပြီးတော့အုပ်စုတွေခွဲလိုက်တယ်နော်ဒါတွေကိုတော့ trigone the trigones triplicity or size trigona အိမ်နေ trigone အိမ်နေလို့ခေါ်တယ် Anivacha traditional or Kevinia Yana Power Chat you know ဒီထုံးစံ delay ထုံးစံအရtraditional ဖြစ်တဲ့ဝေဒပညာအရပဲဖြစ်ဖြစ်နောက်ထပ်ပေါ်ပေါက်လာတဲ့ KP စနစ်အရပဲဖြစ်ဖြစ်ဒီနေရယနာဇာတာကိုဘာဝ12ပါးအဖြစ်ပိုင်းခြားထားတယ်နော်အဲ့လိုပိုင်းခြားတဲ့အခါမှာဘာဝတစ်ခုနဲ့တစ်ခုနော်ဒီကောနာအနေထားပေါ်မူတည်ပြီးတော့သတ်မှတ်ထားတယ်အဲ့တော့ trigone ဆိုတာကတော့ trigona ကိုဆိုလိုတာဖြစ်တယ် trigone တွေကိုတော့အောက်မှာဖော်ပြထားပါတယ်အဲ့တော့တင်9ခုအဲ့တော့159ပေါ့1နဲ့5နဲ့ဒီ9တန်း5နဲ့9ဒီ9တန်း9နဲ့1ဒီ9တန်းတစ်ခုနဲ့တစ်ခုဒီကောနာအနေထားရှိနေတဲ့ဘာဝတွေကိုအုပ်စုဖွဲ့လိုက်တာပေါ့တင်9ခု2 6 10 3 9 7 4 8 12ပေါ့ဒါတွေကိုတော့ tree နဲ့ houses တွေလို့ခေါ်တာပေါ့ဒီကောနာအိမ်တွေအခုကတော့အဲ့ဒီဒီကောနာအုပ်စု၄ခုတည်းကနေနောက်ဆုံးအုပ်စုဖြစ်တဲ့ဒီ4 8 12ဒါတွေကိုတော့ terminal houses တွေလို့လည်းခေါ်တယ်အဆုံးသတ်ဘာဝနော်ဘာဝ၄ခုကိုတစ်ဖြတ်ပေါ့ရာသီမှာလည်းအဆုံးသတ်ရာသီတွေရှိတယ်ကရကတ်ရဲ့ဘိစာရဲ့မေရဲ့ပေါ့ဒါတွေက trainer size တွေပေါ့ဒီမှာတော့ trainer houses လို့ခေါ်တဲ့4 8 12ဒီ4 8 12နဲ့ပတ်သက်ပြီးတော့accident တွေတွေးထွက်တန်ရုံမှုတွေပေါ်မှာဒီ4 8 12ဘာဝတွေကဘယ်လောက်ထိလွှမ်းမိုးမှုရှိနေတယ်လဲဆိုတာကိုဒါဆွေးနွေးသွားမှာဖြစ်တယ်အဲဒီပြလာတဲ့နမူနာဇာတာမှာဆိုလို့ရှိရင်ပထမမှာတော့၄တဲ့ sub law နော်4 8 12လို့ပြောတဲ့အတွက်၄တဲ့ sub law Jupiter 8တဲ့ sub law Rahu 12တဲ့ sub law Venus Jupiter Rahu Venus တို့ကိုမှတ်သားထားမှာဖြစ်ပါတယ်အဲ့တော့ဇာတာကိုပြန်ကြည့်မယ်ဆိုရင် Jupiter ဒီ Saturn ကိုကိုယ်ရမြင်နဲ့မြင်ထားတယ်ဒါကြောင့် Saturn ဟာ Jupiter ရဲ့ကိုယ်စားလှယ်ဖြစ်လာတယ်အဲ့တော့ Saturn Jupiter Rahu Venus ဆိုပြီးတော့ဂျိုလေးလုံးကိုမှတ်သားထားမှာဖြစ်တယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီ without the data ဇာတ်ကိုကြည့်လိုက်မယ်ဆိုရင်Saturn Tula
Venus ဘုတ်တိနဲ့ Rahu အန္တရဒတကာလအဲ့ဒီထဲမှာ Venus ဒုက္ခမ Saturn Venus Rahu Venus က12 years ဖြစ်တယ်နော်စနေတိုင်းရဲ့ဘာဝတန်တိဗုဒ္ဓနာကတခင်ဖြစ်တဲ့အဲ့ဒီ Venus ဒုက္ခမကာလဖြစ်တဲ့ 28th of December 2024 to 25th of January 2025ဒီကာလအတွင်းမှာဒီဇာတာရှင်ဟာမော်တော်ကား accident ဖြစ်ခဲ့တာကိုတွေ့ရတယ်ရဆွဲအတိအကျကိုတော့သိတယ်ဖြစ်တဲ့ရဆွဲကိုတော့ဒီနေရာမှာတော့အတိအကျမပြောတော့ပါဘူးအဲ့တော့159ဆိုတဲ့ဘာဝအတွဲရဲ့ပံ့ပိုးမှုကြောင့်အသက်အန္တရာယ်နဲ့ထိခိုက်ဒဏ်ရာတွေမရရှိခဲ့ပေမဲ့မော်တော်ကားကတော့အတော်ကြီးပျက်စီးသွားတယ်ကာလတန်ကြီးသိန်း600လောက်တော့ဆုံးရှုံးသွားတယ်ပေါ့လေအဲ့တော့ဒီဇာတာရှင်ကိုလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုလောက်ကတည်းကaccident ဖြစ်ဖို့ရှိတယ်လို့ပြပြသားသားပြောထားတာရှိပါတယ်အဲ့တော့ကာယကရှိကိုတဲ့ပြောပြတာမျိုးတော့မဟုတ်ဘူးပေါ့လေဂျာဂန်ကနေတစ်ဆင့်ဂျာဂန်လူတွေကိုပြောပြထားတာဖြစ်တယ်အခုတကယ်တမ်းဖြစ်လာတဲ့အခါမှာလည်းသူတို့ကဒါကိုကောင်းစွာမှတ်မိနေတယ်ဆိုတာကိုသိရပါတယ်အဲ့ဒီနေရာမှာပြောချင်တာကဒီအဖြစ်ဖြစ်မဲ့ရဆွဲတဝိုက်မှာတော့ဆရာမပြောပြဘူးပေါ့လေဘာဖြစ်လို့မပြောပြတာလဲဆိုတော့ဒါကိုယ့်ရဲ့ regular clients နော်ပုံမှန်မေးမြန်းနေတဲ့သူမဟုတ်တာပေါ့မဟုတ်တာကြောင့်ပေါ့လေအဲဒီနေရာမှာပေါ်လာတဲ့အတွေ့အကြုံတော့ကျွမ်းကျင်လိမ္မာတဲ့နက္ခပေတွေပညာရှင်တွေထံမှာနော်နှစ်စဉ်ဒါဇာတာစစ်ဆေးတဲ့နယ်ဆိုတဲ့စိတ်ကူးပေါ်လာတယ်အကယ်၍လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာဒါဇာတာကိုစစ်ဆေးခဲ့မယ်ဆိုရင်ဆရာဒီကိစ္စကိုခေါ်ပြမှာရဆွဲတဲ့ကွာကိုအတိအကျရဲ့အတိအကျမဟုတ်တော့ဖြစ်နိုင်ခြင်းများတဲ့ရဆွဲတွေကိုဖော်ထုတ်ပြီးတော့ဒါတတိပေးပြမှာဖြစ်တယ်အဲ့တော့ကောစာကိုပြန်ကြည့်တဲ့အခါမှာလည်းနော်ကောစာအင်္ဂါကိုအဓိကကြည့်ရပါဘောလေ accident ကိုသူထက်တိုင်ကိုလည်းပတ်သက်လာရင်အင်္ဂါရဲ့ကောစာကိုအဓိကကြည့်တယ်ပုံမှန်အင်္ဂါတဲ့ဆိုင်ဒီ retro သွားနေတဲ့နောက်ပြန်သွားအင်္ဂါနောက်ပြန်သွားတဲ့ကာလတွေဟာဒါမတော်တဆမှုတွေအတွက်ဒါဆိုရင်ရတဲ့ကာလတွေဖြစ်တယ်အဲ့တော့ဒီအခင်းဖြစ်ပွားတဲ့အချိန်မှာအင်္ဂါဒီနောက်ပြန်သွားရာကနောက်ပြန်သွားနေတဲ့ဘယ်မှာလဲဆိုလို့ရှိရင်ကရကရာသီမှာဖြစ်တယ်နော်ကရကရာသီဆိုတော့နေရင်ကားနဲ့ပတ်သက်တဲ့လေးနံဘာဝကိုစီးနှင်းထားတယ်လေးနံဘာဝကိုစီးနှင်းထားပြီးတော့လေးနံသခင်တနင်္လာကိုသမတမြင်တယ်ထူလသခင်ကျိုးစနေကိုလည်းရှစ်တအမြင်နဲ့မြင်ထားတာတွေ့ရတယ်အဲ့တော့လက်သခင်နဲ့အတွေ့အကြုံများပြောရရင်တော့လက်သခင်တို့မဟုတ်လက်ကိုနောက်ပြန်အင်္ဂါအစီအမြင်ကြုံမယ်ဆိုရင်တော့ဒါ accident ကြောက်ရတဲ့ကာလဖြစ်တယ်ဒါပေမဲ့တတိတခုသားမှာတော့မူလမှာအစီအစဉ်ဖြစ်နိုင်ခြေတွေကိုတော့ပေါ်ပြထားမှာဖြစ်တယ်မူလအဖြစ်အစီအစဉ်ဖြစ်နိုင်ခြေမရှိတဲ့ဇာတာကိုဒီဘုရားတွေ DVA နဲ့အင်္ဂါရဲ့ retro mass ရဲ့အစီအမြင်ကိုကြည့်ပြီးတော့ဒါ accident ဖြစ်မယ်လို့တော့ပြောလို့မရဘူးပေါ့လေမူလကတော့အခြေခံကြတယ်အဲ့တော့မူလမှာaccident ဖြစ်နိုင်တဲ့အနေအထားတွေကိုတော့ဒါကြိုတင်ပြီးတော့တွေ့ထားရမှာဖြစ်တယ်အဲ့တော့နောက်တစ်ခုကတော့ဒီ food တွေဒီ DVA ကိုအသုံးပြုပြီးတော့တနည်းပြောလို့ရှိရင် food တွေရဲ့ sensitive point တွေကိုအသုံးပြုပြီးတော့မွေးချိန်မှန်ကိုစိတ်လို့ရတဲ့ဒီစနစ်တစ်ခုလည်းရှိပါသေးတယ်အဲ့တော့ချင်းချုပ်အဖြစ်ပြောရရင်တော့ accident တွေတွေ့ထတိုင်မှုတွေနဲ့ပတ်သက်လာလို့ရှိရင် food တွေ sub-law တွေဟာအလွန်အရေးပါတဲ့ကဏ္ဍကနေပြီးတော့လှုပ်ရှားတယ်ဆောင်ရွက်တယ်ဆိုတာကိုဒီဇာတာမှာထင်ရှားစွာတွေ့မြင်ရပါတယ်ပြီးတော့ကောင်းတာကတော့မိမိကမွေးချိန်မှာကိုလည်းတိတိကျကျသိတယ်ဆိုလို့ရှိရင်တော့ကျွမ်းကျင်လိမ္မာတဲ့လက်ခပေပညာရှင်တွေထံမှာနှစ်စဉ်ဒီမေးမြန်းခြင်းအဖြစ်မိမိမှာဖြစ်ပေါ်လာနိုင်တဲ့ဂျမဟာဆိုးတွေကိုကြိုတင်သိမြင်ပြီးတော့ရောနေတတ်အောင်ဒါဘုံဘလုံးဝရှောင်ရှားနိုင်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ပြောကြားလိုပါတယ်
လုံးကျမ်းမာချမ်းသာကြပါစေ